ကျမကတဲထိတ်ရင်ဘူးဂိမ်းနယ်ပယ်တစ်ခုရဲ့ boss တယောက်ပါဒါပေမဲ့ဒီတစ်ခေါက်ကျမအပြင်ခဏသွားနေတော့ကစားသမားအစ်စ်တွေရောက်လာခဲ့ကြတယ်သူတို့ကဂိမ်းထဲမှာအကြမ်းဖက်တောင်းကျမ်းပြီးဂိမ်းထဲကဇက်ကောင်တွေကိုလူရက်တက်ဖြတ်ခဲ့ကြတယ်ကျမချက်ချင်းအိမ်ပြန်လာခဲ့ပြီးမြေနီလန်းထဲမှာမြုပ်ထားတဲ့ထက်မြက်တဲ့ဓာတ်တစ်ချောင်းကိုတူးဖော်လိုက်တယ်အဲ့ဒီအချိန်မှာပဲသတိပေးချက်ဂိမ်းနယ်ပယ်ဤစွမ်းအင်သည်တတ်မှတ်ချက်ကိုကျော်လွန်သွားပါပြီဖုံးမြန်မျိုးတော့ Fengmin Town ဂိမ်းနယ်ပယ်သည်အဆင့်ဆင့်ပြောင်းလဲနေပါသည်ကြေညာချက်ဖုံးမြန်မျိုးတော်သည်တာမန်ဂိမ်းနယ်ပယ်တစ်ခုမှအဆင့်သို့တိုးမြင့်ပြောင်းလဲသွားပါပြီလမ်းကြားဝကမုံဟင်းကားဆိုင်ကအဖိုးရန်ကဝင်းတွန်းဝွန်ထန်တွေပူပူနွေးနွေးပြင်ပေးရင်းတမီးလေးမသွားခင်ပူပူနွေးနွေးလေးတစ်ခုခုစားသွားဦးလို့လှမ်းခေါ်တတ်တယ်ဘေးအိမ်ကကောင်းမလေးကလည်းမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပြေးလာပြီးအမကြီးညီမလေးအတွက်တကြားလုံးတစ်လုံးလောက်ဝယ်ခဲ့ပေးပါလားဟင်လို့ပူစာတတ်တယ်ပန်းဆိုင်ပိုင်ရှင်အမကြီးကလည်းခါထောက်ပြီးညီမလေးရေမင်းအမအတွက်ပန်းအစ်စ်လေးတွေပွင့်နေတာလာကြည့်ဦးလို့လမ်းလေးရှိတယ်ကျမသူတို့အားလုံးကိုတယောက်ချင်းစီပြုံးပြုံးရွှင်ရွှင်တုတ်ပြန်ခဲ့ဘူးတယ်ဒါပေမဲ့အခုကျမပြန်ရောက်လာချိန်မှာတော့ဘုံဟင်းကားဆိုင်လေးကတဆက်စီပျက်စီးနေပြီးအပိုးရန်ရဲ့ဦးကောင်းခွန်ကနောက်ကနေအထုခံထားရလို့ကြေးမွားနေခဲ့တယ်သူ့မျက်နှာတစ်ခုလုံးလည်းပူလောင်နေတဲ့ရေနွေးအိုးတဲ့အနှစ်ခံထားရတဲ့ကောင်မလေးကတော့ဒီပလာနဲ့သူမရဲ့ကာဝင်နီလေးကလည်းစုပ်ပြတ်တက်နေပြီးမျက်နှာတစ်ခုလုံးမှာဓားရတွေအပြည့်ပဲသူမကိုတစ်ပင်ပေါ်ကနေခုတင်တင်ဖြတ်ပေးထားရတာမို့အကျဉ်လွန်းလို့ငိုကြွေးနေရှာတယ်